သိကြတယ်ဒီဗီဒီယိုဒီ H နဲ့ပြန်ပေါင်းထိုးရမယ့်သူတွေ H ကိုဆက်ဆောင်မဲ့သူတွေ move on မလုံးမဲ့သူတွေပဲတွေ့ရမယ့်ဗီဒီယိုဖြစ်လိမ့်မယ်ဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာနော်ကန်ချင်းတော်လေးတိုက်ဆိုင်တဲ့သူတွေအတော်လေးများတယ်ဒီနေ့လောက်ပေးမဲ့ခေါင်းစဉ်လေးကကြတော့သူ့ကိုဆက်ပြီးတော့စောင့်နေရမလားဒါမှမဟုတ်အသက်ပဲထားလိုက်ရတော့မလားဆက်ဆောင်တင်လားဆက်မဆောင်တင်ဘူးလားဆက်ဆောင်နေလို့ရောကိုယ့်အတွက်အကျိုးရှိနိုင်မလားပေါ့နော်ဒီကကြတော့ random reading မဟုတ်ပဲနဲ့ပုံလေးနှစ်ပုံနဲ့ရွေးရမှာဖြစ်ပါတယ်ကိုဘလောက်ထိသူနဲ့ပတ်သက်ပြီးဝမ်းနည်းနေတယ်ခံစားနေရဆိုတာကိုလည်းသူသိနေတယ်အဲ့တော့ကိုသူ့ကိုဆက်ဆောင်နေခြင်းကကောင်းတဲ့နမိတ်တွေရောက်ရှိလာဖို့ဖြစ်ပါတယ်ဆက်ဆောင်နေလို့ရပါတယ်ဒီပုံလေးနော်ဒီပုံလေးကိုဆက်ပြီးကြည့်ပေးမယ်ဒီပုံလေးကိုရွေးထားတဲ့သူတွေအတွက် move on လုပ်ရမလားဆက်သွားရမလားဘာလုပ်ရမလဲဘာဆက်ဖြစ်နိုင်မလဲအဲ့လိုလေးကြည့်ပေးပါမယ်ရှင်ဆိုတော့ဒီမှာကြည့်ပါဦးဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာနော်ကန်ချင်းတော်လေးတိုက်ဆိုင်တဲ့သူတွေအတော်လေးများတယ်ပုံကပုံလုံးရွေးရတဲ့သူတွေလည်းပါနေတယ်ဒီဗီဒီယိုဒီ H နဲ့ပြန်ပေါင်းထိုးရမယ့်သူတွေ H ကိုဆက်ဆောင်မဲ့သူတွေ move on မလုံးမဲ့သူတွေပဲတွေ့ရမယ့်ဗီဒီယိုဖြစ်လိမ့်မယ်။ဒါဆက်ပြောချင်တဲ့တစ်ချက်လောက်ကြည့်ရအောင်နော်။ကက်ကပါဆက်ပြောချင်တဲ့ဒီပုံလေးနော်ဒီပုံလေးကိုရွေးထားတဲ့သူတွေအတွက်ကက်ကပါဆက်ပြောချင်နေလဲဆိုနှစ်ပုံပါတယ်။ဒီမှာဆက်ဆောင်နေလို့တော့ရတယ်အဆက်တွေတော့ပြန်ရအောင်မယ်ဒါပေမဲ့နော်ဒါပေမဲ့တခုရှိတာပထမပုံကသမားတွေကတော့ပိုကောင်းတယ်အခုဒီပုံကိုရွေးတဲ့သူတွေကတော့နှစ်ယောက်ကြားထဲမှာစိတ်ကြကြစရာတွေရှိနေတယ်ပြန်ဆက်တွေပြန်လာတာတွေတော့ဖြစ်နိုင်တတ်တယ်ဒါပေမဲ့နော်ဒါပေမဲ့ဒီမဲ့ဆက်ဆောင်နေလို့ကောင်းတဲ့ຢာတွေဖြစ်လာမှာလားဆိုရင်တော့မလွယ်ဘူးအရင်ကကောင်းတဲ့မှာမပါဘူးဒါကြောင့်တိချာစဉ်းစားတဲ့တယ်သူ့ကိုစောင့်နေတယ်ဆိုတဲ့နေရာမှာလည်းသူပြန်လာတာနဲ့ကိုကငါလေးစောင့်နေရဆိုပြီးတိုင်းပြီးတွဲလိုက်တာမျိုးလုပ်လို့မရဘူးမူရမယ်အချိန်ယူရမယ်စောင့်ကြည့်ရမယ်နောက်တစ်ခုကိုတီသူ့ကိုစောင့်နေတဲ့နေရာမှာဒီတိုင်းပဲသူပြန်လာတဲ့အချိန်ကိုစောင့်နေမယ်ဆိုပြီးငုံငန်းငန်းထိုင်စောင့်နေရမျိုးထက်ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ energy ကိုလည်းတေချာတန့်စင်ရမှာဖြစ်တယ်လို့ကိုယ့်ရဲ့ဂျန်ရာကိုလည်းကိုစားရမယ်သူနဲ့ပတ်သက်ပြီးတော့ကိုခံစားခဲ့ရတာတွေကိုဝမ်းနည်းခဲ့ရတာတွေကိုတေချာပြန်ပြီးတော့မှတုံးတက်တဲ့နေသူနဲ့ကိုယ်နဲ့ကြားထဲမှာဘယ်ຢာတွေမတူဘူးလဲသူ့ရဲ့ boundary နဲ့ကိုယ့်ရဲ့ boundary ကဘာတွေကွဲပြားနေလဲဒါကိုတေချာပြန်ပြီးတုံးတက်ဖို့တော့လိုအပ်နေလိမ့်မယ်ရှင်